မတဲအတူနေတဲ့ငယ်ချင်းနှစ်ယောက်အားလက်ထပ်ပေးလိုက်တော့အခါမင်းတို့နှစ်ယောက်လက်ထက်ရမယ်ဒါငါတို့အမိန်ပဲညင်းပိုင်ခွင့်မရှိဘူးငါတို့နှစ်ယောက်ရဲ့နောက်ဆုံးဆန္ဒလည်းဖြစ်တယ် ပြောမဖြစ်နိုင်တော့ဘွားရကျွန်တော်တို့က ပါလေယောက်ျားလေးချင်းမို့လို့လား ဟုတ်တယ်ဘဘရေကျွန်တော်တို့က တိတ်ဆန်းငါတို့ကမင်းတို့နဲ့တန်းတူခင်မိရဲ့ရှေးရိုးဆွေများထင်းနေတာလားငါမြေ အဲ့လိုတော့လည်းမဟုတ်ဘူးလေဘဘရေ ဟုတ်တယ်ဘွားကျွန်တော်တို့ကမတည့်ကြဘူးလေမတည့်မှမတည့်တာဘယ်လိုတည့်နေတူနေမှာလဲ တိတ်ဆန်းမင်းတို့အမြင်အဲ့လိုရန်ဖြစ်နေလို့ပေးစားတာဟဲ့ အဲ့ဒါဘွားကပေးစားရင်တဲ့မယ်ထင်လို့လား မင်းတို့နှစ်ယောက်လုံးမယူလို့မရဘူးဒါနောက်ဆုံးစကားပဲ ဒါမဲ့ဘဘရေကျွန်တော်တို့က မယူရင်မင်းတို့နှစ်ယောက်တော့အမွေပြတ်ဆုံးလာမယ်ဒါပဲ ထို့ဖြင့်နှစ်ယောက်သားအခြေအနေမခံတာကြောင့်လက်ခံလိုက်ရသည်မင်္ဂလာမဆောင်ခင်တရက်အလို ငါကအမဲရောက်ပဲဝက်မှာ ငါအဖြူအောင်ပဲ အမဲပဲဟျောက် အဖြူကအဖြူပဲရ အယောင်ဝင်တဲ့ကောင်မလေးမှလည်းဟိုကြီးတီကြီးနဲ့နောက်ဆုံးရဖြစ်ခံဒီဘွားရဲ့နှစ်ယောက်ရောက်ချလာမှညင်သွားသည် အမဲပဲဟျောက် အဖြူပဲရမကျင်နေရင်လဲသေး မင်းပဲလဲသေးဟျောက် တိတ်ကြဆန်းမင်းတို့ဝတ်စုံရွေးဖို့လွတ်လိုက်တာရန်လာဖြစ်ခိုင်းတာမဟုတ်ဘူးဟဲ့ ကဲဖြိုးပါဦးအခုကဘာဖြစ်ကြတာလဲ ကျွန်တော်ကဝက်စုံအမဲအောင်ရွေးတော့ဒီကောင်က ဘာလဲဘာဖြစ်လဲကျွန်တော်ကအဖြူအောင်ပဲ ဒါဆိုကောင်းပြီဒီလိုလို့မိကိုရောင်ပဲဝေးရမယ် ဟာမဟုတ်သေးဘူးလေဘွားရေ ဘာမဟုတ်ရမှာလဲစင်ပြေတယ်အမဲနဲ့အဖြူနဲ့ပေါင်းရင်ပြီးဝရောင်ရတယ် တော့တကယ်ရှင်အဆင်ပြေရမလား အေးအဆင်ပြေတယ် ထို့နောက်ထိုနှစ်ယောက်လည်းညင်သွားသည်မငြိမ်လို့လည်းမရလေသူတို့သားနှစ်ယောက်မျက်နှာကတော့တိတ်မကောင်းလာပြီအဖွားနှစ်ယောက်ကတော့ပြုံးရွှင်လို့ပင်ထို့နောက် သူတို့ကအတင်ကရကရိုသမီအဲသူတို့တန်းစင်တို့ကိုစင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေပေါင်းနေမှာမလား ပေါင်းသေးမှာမယ် သူတို့တန်းစင်တို့ကရောသူတို့အတင်ကရကိုချမ်းသာသည်ဖြစ်စေစင်းရဲသည်ဖြစ်စေပေါင်းနေမှာမလား ပေါင်းသိမ်းပါမယ် ဒါဖြစ်လင်မယားအဲလင်းလင်းနှစ်ယောက်နမ်းလို့ရပါပြီ ငါနန်းချင်လို့တော့မဟုတ်ဘူးနော်ဟျောက် ငါလည်းအနမ်းခံနေမြန်မှတ်နေတာနွားမာသားရဲ့ တူတူပြောနေရင်ဆင်ယောက်ကိုနှစ်ယောက်သားအကြည့်ရောက်သွားတော့အခါအကြည့်စူးစူးနှစ်ခု ဟဲ့မနှမ်းလို့မရဘူးထင်တယ်ဟိုမှာကြည့်အောင် ဤကွာဖြစ်ရမယ်လှုပ်နန်း သို့သောဖြင့်လင်းလင်းရမြောက်သွားခဲ့နေပြီ